အခုလိုပေါ်ဆန်လေးရဲ့ဒီနောက်ချမ်းပတ်တန်နောက်ချမ်းကိုထဲမှာတွန်းတော့ဓာတ်လေးကိုဖျောက်ပြီးကော်လန်အပိုင်ဘလို့ပုံတူကူထောက်သွားလဲဆိုတော့တွန်းပြန်ဌာနပေးမဲ့ဒါဆိုရင်တွန်းနဲ့တူစာကြည့်ကြရအောင်နော်ကူထောက်ဖို့အတွက်ဓာတ်လေးဖျောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတဲ့ဓာတ်လေးကိုအခုလိုမျိုးပဲတွန်းတော့အရင်မြင်းကနေတလက်မခွဲနေရာထိပေါ့နော်အမှအခွဲလေးလောက်လိုက်မယ်နောက်လို့ရှိရင်အပေါ်နေရာလေးမှာဓာတ်ဖျောက်မယ်နော်မှာအပေါ်နေရာမှာနှစ်စိတ်စားခဲ့တာလေးကိုတွန်းတော့ဓာတ်ဖျောက်မယ်ဖျောက်လို့ရှိရင်တိတ်နဲ့ကတ်မယ်နော်အခုလိုမျိုးသားဖျားတဲ့အခါမှာဆိုလေပင်ဝိုက်ကမညီတော့ဘူးเนาะအဲ့ဒီလေပင်ဝိုက်လေးကိုတွန်းပြညှိပေးရမယ်လေပင်ကဝီပုံစံဘာသာပုံစံဆိုရင်သားဖျားလိုက်တိုင်းမှာလေပင်ကမညီဘူးဒါကြောင့်မလို့အခုလိုမျိုးပဲပြန်ညှိမယ်เนาะလေပင်လေးကိုပြန်ညှိပြီးလို့ရှိရင်ဒါဆိုရင်လေပင်အဝိုက်လေးကိုတွန်းလို့ညှက်ထောက်လို့ရပြီเนาะညှိထားတဲ့အတိုင်းပဲတွန်းညှက်လိုက်မယ်ပခုံးပြလက်လေးမှန်ညှက်မယ်เนาะကော်လန်အရှိထိပဲတွန်းလို့ညှက်လိုက်မယ်တွန်းတော့လေပင်အဝိုင်းလေပင်ဘာသာပုံစံဆိုရင်သားဖျားလိုက်တိုင်းမှာလေပင်မညီဘူးပြန်ညှိရတယ်ဟုတ်ထို့တူပဲအကကော်လန်လေးဒူနည်းနည်းလွဲနေတာလေးကိုတွန်းနည်းနည်းလေးပြန်ညှိလိုက်မယ်နော်နောက်လို့ရှိရင်ဝတ်လိုက်လို့ရှိရင်စစ်မဖောင်းဖို့အတွက်နှစ်စိတ်စားတဲ့ဒါလေးကိုညှက်ထုတ်မယ်ခါပတ်လေထီနော်တွန်းတော့စားခဲ့တာလေးကိုညှက်ထုတ်မယ်ဒါပြီးလို့ရှိရင်တွန်းတော့ကော်လန်အပိုင်းလေးကိုပက်တာလို့တစ်ခုကိုယူပြီးပုံတူကူထုတ်မယ်နော်အဆက်ပဲချသွားမယ်ပုံတူကူထောက်တဲ့အခါမှာဆိုရင်ပက်တန်တစ်ခုနဲ့တစ်ခုညံ့ရအောင်ပဲနဲ့ထိမ့်ပေးပါနော်အမတုံးတို့အဆက်ချမယ်ကွန်လိုင်းရဲ့ဒီရှေ့နေရာလေးမှာဆိုရင်လည်းအဆက်ချသွားပေးပါကိုထဲအပိုင်းဆွဲတဲ့မြင်းလေးကိုကြတော့တုံးတို့လိတ်စုနဲ့လိုက်မယ်နော်လိတ်စုနဲ့လိုက်မယ်ဒါဆိုရင်နောက်ချက်ပက်တန်လေးဖယ်မယ်ဖယ်ပြီးလို့ရှိရင်လက်စုအရာအတိုင်းပဲတုံတော့အဆက်ချမယ်နော်လက်စုအရာအတိုင်းပဲဆက်ချပြီးလို့ရှိရင်ဂျိုင်းဘက်ရှိတဲ့ပေါင်လေးကိုကြတော့အပိတ်တင်ခဲ့တာရေးပေးဖို့မမေ့နဲ့ဒီနေရာလေးကကြတော့ရှေ့ချမ်းနဲ့တော့ပြီးတော့တိုက်ကတ်ရမှာနော်ရှေ့မှာဆိုစစ်လေးရေးမယ်နောက်ချမ်းကော်လန်ပြည့်အတွက်ကြောင့်နှငယ်လို့ရေးမယ်ကော်လန်ကကြဒီစစ်နေရာမှကနေအတွင်းဘက်ကိုလေးစိတ်ဝင်ပြီးအပေါ်ကထိုက်လေးနဲ့အခုလိုမျိုးပဲလေးစိတ်စားပေးပါနော်မစားလို့မရအောင်နော်ဒါစားပေးရမယ်ဒါမှကော်လန်ကကြမချွန်ထွက်မှာနော်ဒါဆိုရင်တွန်းလိုက်စုနဲ့အဆက်ချတဲ့အရာအတိုင်းပဲနောက်ချမ်းကော်လန်လေးညှလိုက်မယ်နော်ဆင်းနဲ့တွဲရမယ်နေရာဘက်လေးကိုကြတော့အတွင်းဘက်ကိုလေးစိတ်ဝင်ပြီးအပေါ်ကမှတ်နေအခုလိုမျိုးပဲစားထုတ်ပေးရပါမယ်ကော်လန်အပိုင်းမှာဆိုရင်တွန်းတို့အောက်ဘက်ကိုကော်လန်တစ်ခုနဲ့တစ်ခုတွန်းတို့ပြန်ပူးချောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကော်လန်ရဲ့ဒီအောက်ဘက်ကို6စာ3စိတ်ထည့်မယ်နော်ကော်လန်ရဲ့အောက်ကို6စာ3စိတ်ထည့်မယ်ဒီဘေးမှာဆိုရင်လည်း6စာ3စိတ်ထည့်မယ်နော်ကော်လန်အပိုင်းလေးတွန်းတို့ပုံတူလေးကူထုတ်ပြီးဆိုတော့ဒါဆိုကိုထဲအပိုင်းလေးညှက်ထုတ်လို့ရပြီနော်။မှာတိုက်လေးပြန်ခွာလိုက်မယ်။တိုက်ပြန်ခွာပြီးလို့ရှိရင်ပက်တန်1နဲ့ပက်တန်2လေးကိုတွန်းတို့ညှက်မယ်နော်။မှာလည်းပဲညှိထားတဲ့အတိုင်းပဲအပေါ်တိညှက်မယ်နော်။နောက်ပြီးရင်နောက်ချမ်းရကိုထဲတောက်လေးညှက်လိုက်ပါမယ်။ဒါဆိုရင်အပိုင်း1နဲ့အပိုင်း2လေးရပါပြီနော်။ဒီအပိုင်း2မှာဆိုပခုံးပြလက်ထိပဲယူမယ်နော်။ပခုံးပြလက်ထိပဲယူမယ်။ဒီမှာဆိုဂျန်ဝိုက်လေးပါမယ်။ရင်မြင်းကနေ6စာ40မှာဆိုဘေး6စာလေးတော့ညှက်ထောက်လိုက်ရုံပဲเนาะနောက်ချက်ပတ်တန်ဖြစ်တဲ့အတွက်ကြောင့်မလို့နှငယ်လို့ရေးပေးပါဒါဆိုရင်နောက်ချက်ပတ်တန်လေးပြီးသွားပါပြီเนาะ